တင်ချလေးချင်းကန်စာအုပ်ပြီးသွားတဲ့နောက်မှာတော့ကောင်လေးကအမိုက်ပုံးလေးကိုတန်းပစ်ထည့်လိုက်ပါတယ်ကောင်မလေးရဲ့မိသားစုကတော့အဲ့ဒါမျိုးဝယ်ဖို့မတတ်နိုင်ရှာပါဘူးသူထွက်သွားတဲ့အထိစောင့်ပြီးတဲ့နောက်မှာတော့သူကအမိုက်ပုံးစီလျှောက်သွားပြီးအဲ့ဒီစာအုပ်ကိုပြန်နှိုက်ယူလိုက်ပါတယ်သူ့နာမည်ရေးထားတဲ့မျက်နှာဖုံးကိုလည်းသူဆုပ်ပစ်လိုက်ပါတယ်သူကအဲ့ဒါကိုတင်ထားပြီးကိုယ်တိုင်သုံးဖို့စိတ်ကူးထားတာပါနောက်ရက်မှာတော့အီဒင်ဟာသူ့ဘေးနားကခုံဖော်ရဲ့စပွဲအန်ဆွဲထဲမှာလေးချင်းကန်စာအုပ်တအုပ်ရှိနေတာကိုမတော်တဆသတိထားမိသွားပါတယ်အဲ့ဒီစာမျက်နှာတွေထဲကတစ်ခုပေါ်မှာရေးထားတဲ့ဆောင်ပုဒ်ကိုသူမှတ်မိသွားပြီးအဲ့ဒါကသူကိုယ်တိုင်ရေးထားခဲ့တာဖြစ်ပါတယ်သူလမ်းကြည့်နေတာကိုမိသွားတဲ့ခဏမှာပဲကောင်မလေးကအန်ဆွဲကိုဖုံးဖို့အတွက်လက်နဲ့အမြန်လန်းအုပ်လိုက်ပါတယ်အီဒင်ကအဲ့ဒီအကြောင်းကိုတခုမှမပြောခဲ့ပါဘူးသူကကြောပိုးအိတ်ထဲလက်နိုင်ပြီးထူထဲတဲ့လေးချင်းကန်စာအုပ်ထက်ကြီးကိုထုတ်လိုက်ပါတယ်သူကအဲ့ဒါတွေကိုသူ့စပွဲရဲ့အလဲတဲမှာတိတိကျကျတင်လိုက်ပါတယ်ရီဈေးရဲ့အကြည့်တွေကတော့စပွဲပေါ်ကစာအုပ်တွေစီကိုချက်ချင်းပဲရောက်သွားခဲ့ပါတယ်အဲ့ဒါတွေကသူအမြဲတမ်းလိုချင်ခဲ့ပေမဲ့မဝယ်နိုင်ခဲ့တဲ့စာအုပ်အမျိုးအစားတွေဖြစ်ပါတယ်အီဒင်ကဘယ်စာအုပ်ကိုကြည့်ချင်လဲလို့သူ့ကိုပေါ့ပေါ့ပါပါပဲမေးလိုက်ပါတယ်ရီကရပါတယ်လို့ပြောခဲ့ပေမဲ့စိတ်ထဲမှာတော့ဖြစ်ပါတယ်သူတကယ်ပဲတအုပ်လောက်ငှားချင်နေခဲ့တာပါသူခစ်တမြဝေခွဲမရဖြစ်သွားပါတယ်ပြီးတော့မှပဲနောက်ဆုံးမှဖွင့်ပြောလိုက်ပါတော့တယ်ကျွန်တော်အတွက်ဒီစာအုပ်တွေထဲကတအုပ်လောက်ကိုဒီနေ့အတွက်ငှားသွားလို့ရမလားခင်ဗျာမင်းအခုလောလောဆယ်မတုံးတဲ့စာအုပ်တအုပ်လောက်ပေါ့ကျွန်တော်ဒီနေ့ဓာတ်တွေအကုန်လုံးလုပ်ထားတာပါမင်းဓာတ်တွေအကုန်လုံးကိုဒီနေ့ဖတ်တော့မှာလားအဲ့ဒီစကားတွေပါဇက်ကထွက်သွားတဲ့စက္ကန့်ပိုင်းမှာပဲသူတကယ်ကိုရှက်ကိုရှက်ကန်းဖြစ်သွားရပါတယ်အီဒင်ကဒါကိုကြိုတင်တွေးဆပြီးသားဆိုတာသူလုံးဝမသိခဲ့ပါဘူးအီဒင်ကသူစာချက်ဖို့စာကြည့်တိုက်ကိုသွားတော့မလို့ပြောလိုက်ပါတယ်စာအုပ်တွေငှားချင်ရင်အဲ့ဒီကိုလာရှာဖို့လဲရီကိုပြောခဲ့ပါတယ်ကျွန်တော်ထင်တာကတော့ဆိုလိုတာကကျွန်တော်တို့စာကြည့်တိုက်ကိုအတူတူသွားလို့ရတာပဲလေမိုက်တာပေါ့အပြင်ပန်းမှာတော့သူကလုံးဝတည်ငြိမ်နေပုံရပေမဲ့စိတ်ထဲမှာတော့အရန်ကိုပျော်ရွှင်မြူးထူးနေခဲ့ပါပြီအခြားတန်းဖော်တွေရဲ့အရှိမှာတော့အီဒင်ကအမြဲတမ်းတည်ငြိမ်အေးဆေးတဲ့ပုံစံမျိုးပြတ်တလေးရှိပေမဲ့ရီရဲ့အနားမှာတော့ဖြစ်ပါတယ်သူကစိတ်လှုပ်ရှားမှုနဲ့ရင်ခုန်တန်တွေကိုလုံးဝထိမထားနိုင်ခဲ့ပါဘူးသူ့ပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကစပြီးပေါ်လွင်လာခဲ့ပါပြီစာကြည့်တိုက်မှာတော့အီဒင်ဟာရီနဲ့နှစ်ယောက်တည်းရှိနေမဲ့အခွင့်အရေးကိုနောက်ဆုံးမှရရှိသွားခဲ့ပါတယ်သူ့နှလုံးခုန်တန်တွေကအယမ်းမြန်နေတာကြောင့်စာအုပ်ကိုဘလို့မှအာရုံစိုက်လို့မရခဲ့ပါဘူးလေ့ကျင့်ခန်းစာအုပ်တအုပ်ပြီးသွားတဲ့နောက်မှာတော့အချိန်တွေကကုန်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့သူကမတ်တက်ရက်ပြီးထွက်သွားဖို့ပြင်လိုက်ပါတယ်အီဒင်ကနောက်ထပ်စာအုပ်တအုပ်ကိုချက်ချင်းလမ်းယူပြီးသူ့စီတန်းပေးလိုက်ပါတယ်မင်းဒါလေးသုံးလို့ရတာပဲတေချာတလောက်ပါပဲတေချာတလောက်ပါပဲမင်းရဲ့ရည်ရွယ်ချက်ကဘာလဲငါကမင်းနဲ့မျှဝေသုံးဆွဲလိုက်ရင်ငါရဲ့ထိတ်ဆုံးနေရကိုဆုံးရှုံးရမယ့်အနေရရှိမယ်လို့မင်းထင်နေတာလားမင်းကိုလားအိုမဟုတ်တာလုံးဝမဟုတ်ပါဘူးအဲ့ဒီလိုနဲ့ပဲသူကတဘာဝကြကြဆက်ရှိနေခဲ့ပြီးတဖြည်းဖြည်းချင်းပဲဖြစ်ပါတယ်သူ့ပေါ်ထားတဲ့သူ့ရဲ့အထင်မြင်ကအများကြီးပိုကောင်းလာခဲ့ပါတယ်အီဒင်ကစိတ်ထဲမှာရင်ခုန်စိတ်လှုပ်ရှားနေပေမဲ့စာချက်တာကိုအရန်အာရုံစိုက်နေတဲ့လူတစ်ယောက်ရဲ့ပုံစံကိုတော့ဆက်ပြီးထိန်းထားခဲ့ပါတယ်သူကသူ့ရဲ့နှစ်ချက်ကိုထုတ်ပြီးတစ်ဖက်ကိုနားထဲထည့်လိုက်ပါတယ်ပြီးတော့နောက်တစ်ဖက်ကိုရီစီကမ်းပေးလိုက်ပြီးတချင်းတူနားထောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခဏခဏဆိုသလိုသူကသူ့ကိုဘေးဆောင်လေးခိုးခိုးကြည့်နေခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးကတက်တောင့်တက်တာရှိတဲ့တိတ်ဆိတ်မှုမျိုးနဲ့ဘေးချင်းရှင်ပြီးထိုင်နေခဲ့ကြပါတယ်တချင်းတန်ထွက်ပေါ်လာတာနဲ့အမျှရီကတော့မိမိကိုယ်ကိုတဖြည်းဖြည်းချင်းစိတ်လျှော့ချလာနိုင်တာကိုခံစားလိုက်ရပါတယ်စိတ်ထဲမှာထမ်းပိုးထားရတဲ့အလေးပင်တွေကနည်းနည်းလောက်စပြီးပေါ်ပါသွားခဲ့ပါတယ်စာကြက်ချိန်ပြီးဆုံးသွားတဲ့အခါမှာတော့ရီကအိမ်ပြန်ဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိုးကရုတ်တရက်ကြီးတဲတဲမဲမဲရွာချလိုက်ပါတော့တယ်ရီမာထီမပါတာကြောင့်သူတို့နှစ်ယောက်စလုံးကထီတစ်ချောင်းတည်းကိုတူတူဆောင်ပြီးမိုးထဲမှာလမ်းလျှောက်ခဲ့ကြပါတယ်သူကရီမန်းချက်ထားပြီးအခွင့်အရေးယူကမနှက်ဖြန်လဲစာတူတူလာချက်အောင်မလားလို့မေးလိုက်ပါတယ်ရီကသူ့ရဲ့နေထိုင်စားတောက်စရိတ်ကိုကာမိစေဖို့အတွက်မနှက်ဖြန်မှာအချိန်ပိုင်းအလုပ်ဆင်းရမှရှိတယ်လို့ပြောခဲ့ပါတယ်ရီရဲ့ရီမန်းချက်မျက်နှာလေးကတော့သူအဲ့ဒီလိုပြောလိုက်တဲ့ခဏမှပဲညှို့ငယ်သွားခဲ့ပါတယ်ပြီးတော့ဘဲကနေဘလို့ထွက်လာမှမသိပဲသူကဖွင့်ပြောလိုက်တဲ့စကားနဲ့တော်တော်လေးစင်တူတဲ့အရာတစ်ခုကိုပြောလိုက်ပါတယ်အဲ့ဒီစကားလုံးတွေကြောင့်ကန်ဆိုးသူရီဟာသွားနေရကနေအုံကနေရက်တန့်သွားခဲ့ရပါတယ်ရီကိုတိုင်းတောင်မှသူအဲ့ဒါကိုတကယ်ပဲနှုတ်ကထုတ်ပြောလိုက်တဲ့ဆိုတာကိုမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်သူတို့နှစ်ယောက်စလုံးကမိုးထဲမှာရက်နေရင်တယောက်ကိုတယောက်စိုက်ကြည့်နေခဲ့ကြပါတယ်ဘသူကမှတခုံးမှမပြောခဲ့ကြပါဘူးစိတ်ထဲမှာတော့ရီကရင်းကိုတိုင်းဟာရီတန်လိုလူမျိုးနဲ့ဆိုရင်မတန်တဆဖြစ်နေတယ်လို့မျိုးခံစားခဲ့ရပါတယ်သူ့ကိုမကြိုက်လို့မဟုတ်ပါဘူးဆိုတာကိုသူကအမြန်ပဲရှင်းပြဖို့ကြိုးစားခဲ့ပါတယ်အခုလောလောဆယ်သူ့ရဲ့အခြေအနေကအခြေရေးတစ်ခုအတွက်တင့်တော်တဲ့အချိန်မဟုတ်သေးတာကြောင့်သာဖြစ်ပါတယ်သူတို့ကြားကလေထုကတော့တော်တော်လေးကိုမြင်မြတ်ဆက်ဆံပဲအနေရခတ်သွားခဲ့ပါတယ်ကျွန်တော်ကတော့လုံးဝကိုအတီးကြီးမဟုတ်ခဲ့ပါဘူးမင်းသိပါတယ်နော်ရီကတော့သူ့အရာရာကိုရှောက်တွေးမိသွားတာဖြစ်ရမယ်လို့ယူဆလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရီဒန်ရဲ့ဒရိုင်ဘာကသူ့ကိုအိမ်ပြန်ခေါ်ဖို့ရောက်လာခဲ့ပါတယ်ရီဒန်ကရီကိုနှုတ်ဆက်တဲ့အနေနဲ့လက်ကလေးခါပြလိုက်ပါတယ်ပြီးတော့သူကလှည့်ထွက်ပြီးကားစီကိုရှောက်သွားခဲ့ပါတယ်သူ့ရဲ့ကိုယ်ပိုင်စိတ်လှုပ်ရှားမှုတွေထဲမှာပဲနစ်မျောနေခဲ့တာကြောင့်ရီကမိုးရီထဲမှာရွှဲရွှဲဆိုနေပြီဆိုတဲ့အချက်ကိုသူလုံးဝသတိမထားမိပဲကြော်သွားခဲ့ပါတယ်သူကထီကိုခောက်ပြီးစက္ကန့်အနည်းငယ်ကြာမှကားထဲဝင်ထိုင်လိုက်ပါတယ်အခုလေးတင်ဘာဖြစ်သွားလဲဆိုတာကိုသူရုတ်တရက်သတိဝင်လာခဲ့ပါတယ်သူကကားတကားကိုတွန်းဖွင့်ပြီးအပြင်ကိုဝုန်းကနေခုန်ထွက်လိုက်ပါတယ်ပြီးတော့သူကကောင်မလေးရှိတဲ့ဘက်စီကိုပြန်ပြီးအပြေးနှင်ခဲ့ပါတော့တယ်ရီကဓာကိုပြပြတလဲဖြစ်ရင်စောင့်ကြည့်နေခဲ့ပါတယ်ပြရခတ်နေတဲ့ကောင်လေးကသူ့စီကိုအပြေးလွှားပြန်လာနေပြီးသူ့ရဲ့စိတ်ထဲမှာတော့ရခင်ကတခါမှမခံစားဘူးသေးတဲ့ခံစားချက်တစ်ခုကလှုပ်ခတ်သွားခဲ့ပါတယ်